သဖြင့်အရှိကိုလေတာလိုမျိုးကိုအဲ့မှာပုံသွင်းဆရာမလိုတဲ့ပုံစံအချင်းကတော့ဒီနေ့ကောက်ပြပေးမှာဖြစ်ပါတယ်ဗောနော်တကယ်အိမ်မှာပုံသွင်းရလားမသွင်းရလားဆိုရင်အခုလည်းပြန်စမ်းတက်မှာဖြစ်ပါတယ်ဗောနော်အဲ့ကြောင့်တော့မယ်သူတို့လိုက်ကြည့်မယ်နော်အချောင်းအရှိပဲထားဖို့တော့အခုကနည်းနည်းတိုးပြီးကောက်တော့ကြာတယ် စိတ်လှုပ်ရှားနေဟုတ်တယ်အဲ့ပဲဒီမှာတော့ဒုက္ခပဲရနော်ကျမ်းမှာအမြဲကောင်းစီခိုင်းတော့လေယာညံ့လိုက်လို့ဆိုရင်ပြီးလို့ရပါတယ်အမလေးအဲ့လိုရှိစီးလို့ရအောင်အရှိကျင်နေစီးလို့ရတော့ပါအောင်ဆိုးအောင်ချုပ်ပြီးတော့အဲ့တော့ပန်းအောင်တယ်ပန်းအောင်ဆိုအောင်ပန်းအောင်ချိုက်နေငယ်လေးစက်တက်လားစက်နဲ့လားမသိအခုဘယ်လိုရှိရော15ပြည့်ပြီ15ပြည့်ပြီအခုလည်းငယ်သေးတယ်လေဟုတ်တယ်ဟုတ်အဲ့တော့ပန်းအောင်ရမ်းကြိုက်တော့ဆိုးချရဆိုးချရတော့ညီတို့မပြီးနိုင်တော့နော်အခုနောင်လာရနောင်လာရနှစ်ပတ်လောက်ပဲပြောရဟုတ်လားနှစ်ပတ်လောက်နဲ့အယောင်လွင့်ကုန်ကြလားမင်းကမန်းလေးတူလားဟုတ်ဟုတ်ပြီဟုတ်ကြပါပါဒါလိုမျိုးလဲဆက်လားမဆက်မြန်မာပဲဟုတ်လားဟုတ်ဘာမဆက်လားဆက်ချမ်းမရှိမဟုတ်ဘူးโอเคဒါကတော့ကျင်းတို့ချုပ်ဆဲထည့်ပြီးတော့စိုးနေတဲ့ reset ပေါ့နော်လေတာလိုမျိုးသွားထားပါတော့အဲ့ဒါကတော့လေမမုတ်ရသေးဘူးချောင်းမုတ်လိုက်ရရောနော်ဘာမှမလို့နောက်တော့ချစ်ကလေးတို့တခုပြောမယ်စိုးနေတဲ့ခါကျရင်ဒီမှာဖောင်းဖောင်းလေးဖြစ်ရှင်ရဆိုရင်တို့ပြောင်းမြန်မုတ်ရမှာဒီဘက်စပင်ဆိုရင်ဒီလိုမျိုးမုတ်ဒီဘက်စပင်ဆိုရင်ဒီလိုမျိုးမုတ်အဲ့လိုမျိုးမှတော့ဒီနေရာပူပြီးတော့ကြွလာဟဲ့လားမှတ်ထားနော်အဲ့လိုလက်မညောင်းတော့လားဟုတ်တယ်ကြွရမ်းလိုက်ခဲ့ဟုတ်တယ်ညီတို့အခုန6လဲမှုတ်သွားပြီးဆိုရင်အဲ့ဒါလဲလိမ်ပြီးသွားရင်ညီတို့ဖြီတဲ့ခါကျရင်ဟက်ကုတ်တုံးရမှာဒီဟက်ကုတ်ကညီတို့နီကိုလာဟက်ကုတ်သူကဘာကောင်းလဲဆိုတော့အစီတဲ့ကိုဖြည့်ပေးရနော်အဲ့ယူပြီးတော့ကောင်းဆောင်လိုက်ဒီဘက်ဆောင်ပြီးတော့ဒီမှာလက်မှာစီရှိရမလားဒီမှာတော့မရအောင်နော်လုံးဝတော့မထိနဲ့ဒီအောက်ကိုယူပြီးတော့ဆွဲချဒီလိုဆွဲချကောင်းချော်ပြီးရတယ်လှုပ်ပြီးရတယ်အခုဒီတစ်ချက်မှမတုံးထားအောင်နော်အဲ့တော့လက်ကပြီးပဲကြိုက်ရောလားဒီနေ့စီးချင်းနေဆိုရင်ဒီနေ့စီးချင်းနေတဝက်စီးချင်းနေဆိုစီးထားလိုက်တဲ့လားတုံလုံးချချင်းနေဆိုတဲ့လားတော်လို့လေးတာပြင်ဒီဟာဟိုဘက်ဒီဘက်သွားလို့ရတာနော်အတေးအချင်းကဒီနေရာကိုလုံးဝဖောင်းအောင်လုပ်ထားလို့ညီမကြိုက်တယ်လို့ခါလို့ရ